အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာဟိမာဒီနေ့ကတော့ဥမိုင်းကင်ဆာနဲ့ပတ်သက်တဲ့အကြောင်းအရာကိုပြောပြပေးမှာဖြစ်ပါတယ်မနေ့ကတငယ်ချင်းတယောက်ဥမိုင်းကင်ဆာနဲ့ဆေးရုံတက်နေရတယ်ဆိုတဲ့သတင်းကိုကြားရပြီးနောက်မှာကျွန်တော်အတွေးတစ်ခုပေါ်လာပါတယ်ကျွန်တော်တို့တက်ရမှာတက်40တောင်မပြည့်သေးပါဘူးဒီတက်ရမှာကင်ဆာဖြစ်မှာလို့သူကတွေးထားမိပါတယ်ဒါကြောင့်လည်းဥမိုင်းကင်ဆာနဲ့ပတ်သက်တဲ့သိထားတဲ့နေရာကိုကျွန်တော်ပြောပြပေးချင်တာပဲဖြစ်ပါတယ်ဥမိုင်းကင်ဆာကတော့ကမ္ဘာအဝှမ်းမှာအဖြစ်များတဲ့ကင်ဆာတစ်မျိုးပါပဲစောစောစီးစီးသိရရင်ကုသပျောက်ကင်းနိုင်လို့ပဲမဖြစ်အောင်လည်းအထိုင်လျောက်ကာကွယ်လို့ရပါတယ်ဥမိုင်းကင်ဆာဆိုတာကတော့ဥမိုင်းထဲမှာပေါ်လစ်လို့ခေါ်တဲ့အလုံးလေးတွေကနေအချိန်တစ်ခုကြာမြင့်တဲ့အခါမှာကင်ဆာအဖြစ်ပြောင်းလဲသွားတာမျိုးပါဘယ်လိုလူမျိုးတွေမှာအဖြစ်များလဲဆိုလို့ရှိရင်မျိုးရိုးထဲမှာဥမိုင်းကင်ဆာဖြစ်ပုသူတွေတယောက်ထက်မကရှိတာအသက်45နှစ်အထက်ဖြစ်သူတွေအသီးရွက်အစားနည်းသူတွေအသားစားများသူတွေအဝလွန်သူတွေနဲ့ကိုယ်လက်လှုပ်ရှားမှုနည်းသူတွေဆက်လက်ရက်တောက်သူတွေမှာအဖြစ်များပါတယ်။ Ulcerative colitis နဲ့ Crohn's disease လို့ခေါ်တဲ့ဥယောင်ရောဂါတွေမှာလည်းဖြစ်များပါတယ်။ဘယ်လိုလက္ခဏာတွေရှိမလဲဆိုလို့ရှိရင်ဝမ်းခဏခဏချုပ်တာဝမ်းခဏခဏသွားတာမျိုးတွေဖြစ်တတ်ပါတယ်။ဝမ်းထဲမှာသွေးပါတာဗိုက်အောင်တာလေပွားတာတွေရှိတတ်ပါတယ်။ကင်ဆာလက္ခဏာတွေဖြစ်တဲ့ကိုယ်လေးချိန်ရုတ်တရက်ကျသွားတာမောပန်းနွမ်းနေတာအစားတောက်ပြတ်တာတွေလည်းဖြစ်တတ်ပါတယ်အဲ့တော့ဥမိုင်းကင်ဆာရှိမရှိဘယ်လိုစစ်ဆေးကြမလဲဝမ်းကနေတစ်ဆင့်ဝမ်းထဲမှာသွေးစပါမပါကိုစစ်ဆေးတဲ့ fecal organ blood FOB နဲ့ fecal immunochemical test FIT ကိုစစ်ဆေးလို့ရပါတယ်သွေးရနေခြင်းရှိမရှိကိုလည်း CBC လို့ခေါ်တဲ့ complete blood count စစ်ဆေးလို့ရပါတယ်ကင်ဆာကိုညွှန်ပြတဲ့ကျူမာမာကာ CE ကိုလည်းသွေးရည်ကနေတစ်ဆင့်စစ်ဆေးလို့ရပါတယ်။ဥမာကြီးထဲမှာပေါ်လစ်လို့ခေါ်တဲ့အလုံးလေးတွေရှိမရှိကို colonoscopy လို့ခေါ်တဲ့ဥမာကြီးကိုမှန်ပြောင်းကြည့်ပြီးတော့လည်းစစ်ဆေးလို့ရပါတယ်။ဥမာကြီးကင်ဆာရှိနေဘယ်လိုကုသလို့ရမလဲဆိုရင်ဥမာကြီးကင်ဆာအဆင့်ပေါ်မူတည်ပြီးတော့လည်းကုသမှာအဆင့်ကတော့၄ဆင့်ရှိပါတယ်။အဆင့်1နဲ့2ကတော့ဥမာကြီးထဲမှာပဲဖြစ်ပြီးတော့3ကတော့အကျိတ်တွေကိုပြန့်နေပါအဆင့်4ဆိုရင်တော့အသေးနဲ့အဆုပ်တွေကိုပြန့်နှံ့နေပြီဖြစ်ပါတယ်။အလုံးကျိတ်ဒီအတွက်ကတော့ခွဲစိတ်ဖြတ်တောက်ဖြစ်ဖို့လိုအပ်ပါတယ်။ပြီးရင်တော့တက်ကင်တာတွေကင်ဆာဆေးသွင်းတာတွေပြုလုပ်ရမှာဖြစ်ပါတယ်။အလွယ်ပြောရရင်ကင်ဆာအဆင့်1နဲ့2မှာကုသပျောက်ကင်းနိုင်တယ်လို့3နဲ့4မှာတော့ပျောက်ကင်းမှုခက်ခဲသွားပါတယ်။ဒါကြောင့်ကင်ဆာကိုစောစောသိဖို့စစ်ဆေးတာအကောင်းဆုံးပါပဲ။အခုကတော့အရေးကြီးဆုံးပိုင်းပါပဲ။ဆေးပညာမှာဆောင်ဖို့တစ်ခုရှိပါတယ် Prevention is better than cure ပါမဖြစ်အောင်ပဲစူးစမ်းနေသင့်တာပါယောဂလက္ခဏာပေါ်မှာယောဂကိုသိတာတကယ်တော့အနှဲငယ်နောက်ကျနေပါပြီအဲ့တော့ဥမာကြီးကင်ဆာမဖြစ်အောင်ဘယ်လိုကာကွယ်ကြမလဲအသီးရွက်ကိုများများစားပေးပါအသားစားတာကိုလျှော့ချပေးပါရေများများတောက်ပေးပါဝမ်းမှန်အောင်စူးစမ်းပါကိုယ်လက်လှုပ်ရှားမှုကိုတစ်နေ့ကိုနိုင်ဝက်အနည်းဆုံးလုပ်ပေးပါ Medical check-up ကိုပုံမှန်ပြုလုပ်ပေးပါအထူးသဖြင့်အသက်45နှစ်အထက်ဒီမှာပို့ပြီးတော့ပြုလုပ်ပေးသင့်ပါတယ်။ဆက်လိပ်တွေကိုတောက်ခြင်းကိုဖြတ်ပေးပါ။အရက်ကိုလစ်မနဲ့တောက်ပေးပါ။ကင်ဆာဖြစ်စေတဲ့အကြောင်းတရားတွေကိုလည်းရှော့ချမယ်ဆိုလို့ရှိရင်ဥမာကြီးကင်ဆာကိုအထိုက်လျောက်ကာကွယ်ပြီးသားဖြစ်ပါတယ်။အနှစ်ချုပ်ပြောရရင်တော့ဥမာကြီးကင်ဆာကာကွယ်လို့ရတယ်လို့ကုသလို့လည်းရပါတယ်။စောစောစီးစီးသိခဲ့ရင်ပေါ့ကိုယ့်ရဲ့ခန္ဓာကိုယ်ကတတိပေးတဲ့လက္ခဏာတွေကိုလက်လျူမရှုလိုက်ပါနဲ့လို့ပြောရင်းနဲ့ကျွန်တော်ညီကုန်းချုပ်ပြရတယ်အားလုံးပဲကျမ်းမာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ